မျိုးတို့ရေကျမဒီနေ့ချက်ပြမှာတော့ငမုတ်ကြော်နဲ့ဆက်ချက်ကလေးပေါ့နော်ကျမတို့ရင်ဦးဆုံးငါးကိုရေတခြားဆေးမယ်ပြီးရင်တော့ကျမတို့ပေါ့နော်စားစနုံရတာမုံလေးထည့်မယ်ထည့်ပြီးရင်တော့ကျမတို့ခဏလောက်နှက်ထားမယ်ပေါ့နော်ဒါရင်ကတော့ကျမငါးကြော်နဲ့တွေလဲဒါနဲ့ပြပူပါတယ်ကဲပြီးရင်တော့ကျမတို့ဒီခါငုတ်သီးချမ်းပတ်လေးနဲ့စက်သွန်ဖြူလေးနဲ့ကိုထောင်းထားမယ်ဒါစက်သွန်ဖြူနဲ့ငုတ်သီးချမ်းပတ်ပေါ့နော်အဆက်ကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်ကျမကတော့စက်သွန်နီလေးကိုမထောင်းဘူးဒီခါစက်သွန်နီလေးကိုပပလေးလီးပြီးတော့ကျမခန်းညင်သီးလေးလည်းနည်းငယ်သုံးမယ်ပေါ့နော်ကဲပြီးရင်တော့ရင်ဦးဆုံးနေနဲ့စီပူလာအောင်ထည့်ပါမယ်ကဲစီပူလာပြီဆိုတော့ကျမတို့ငါးကြော်တဲ့ခါမှာလေကြော်မုံလေးထည့်ပြီးတော့ကြော်ရင်းနဲ့စီပေါက်တာတွေငါးစီတွေပါရင်ပေါ့နော်စီပေါက်တာနဲတယ်ဆိုတော့ကျမစော်မုတ်ကိုကျမနည်းနည်းပဲထည့်မလို့လုပ်လိုက်တာကျမလေလက်လွန်သွားပါတယ်နည်းနည်းလေးများသွားပါတယ်ရှင်အဲ့တော့တကယ်လို့အမျိုးတို့ငါးစော်မယ်ဆိုရင်စမ်းကြည့်ခြင်းနဲ့ဆိုရင်နည်းနည်းလက်ဖက်ရည်စားစုံလေးနဲ့နည်းနည်းလောက်ပဲထည့်ရင်ရပါတယ်ကျမကတော့လက်ဖက်ရည်စားစုံကနေထမင်းစားစုံဆင်လောက်ဖြစ်သွားပါတယ်မြန်လန့်ထည့်လိုက်တာလက်လွန်သွားလို့ပါရှင်သိခံပြီးကြည့်ပေးပါနော်ကဲချုံမုံလေးထည့်ပြီးတော့ကျမငါးလေးတွေကိုစပြီးကြော်ပါတယ်ဒီနီးလေးရလဲပေါ့နော်ကျမတို့ဒါ TikTok ရဲ့ဒါကျမတို့ TikTok တို့ YouTube တို့ပေါ့နော်ဒါအမျိုးတို့ရဲ့ဒါအကြံပေးချက်ရကျမလည်းစမ်းပြီးကြော်ကြည့်တဲ့အခါမှာဒီနီးလန်အဆင်ပြေတယ်ပေါ့နော်အဲဒါကြောင့်မို့လဲဝင်မြရခြင်းဖြစ်ပါလေရှင်ချုံမုံလေးနည်းနည်းများသွားတာတော့သိခံပေးပါနော်ကဲငါးလေးတွေကိုကျမတို့ရောင်လေးရဲသားတဲ့ထိဒါကြော်ပြီးပြီပေါ့နော်ဒါကျမရဲ့ငါးကြော်လေးပါချုံမုံလေးများသွားပြီမဲ့ငါးကြော်လေးကတော့လှပါတယ်မလားရှင်ကဲအဲ့လိုပဲကြုံပြီးတော့ကြွားရတာပါပဲရှင်ကဲရပါပြီရှင်ကျမရဲ့ငါးကြော်လေးကဲငါးကြော်လေးရပြီဆိုရင်တော့ကျမတို့ခုနငါးကြော်ကကြံတဲ့စီလေးနဲ့ပဲကျမတို့စက်သွန်နီလေးပပလီးထားတာလေးကိုကျမတို့နွမ်းသွားတဲ့အထိကြော်ပေးမှဖြစ်ပါတယ်ရှင်ရင်တော့ကျမငါးစော်နှစ်ကကြတော့ပေါ့နော်ဒီလိုမျိုးစက်သွန်ပပလီးရမဟုတ်ပေါ့ရှင်ဒါကတော့နောက်တစ်မျိုးဆန်းလေးပေါ့ရှင်ကဲစက်သွန်နီလေးပပလီးရနွမ်းသွားပြီဆိုရင်တော့စက်သွန်ဖြူလေးနဲ့ငုတ်သီးချမ်းပတ်လေးထောင်းထားတာလေးကိုထည့်ပြီးတော့ကျမတို့ဒါငုတ်သီးစိမ့်လေးအနက်လေးပျောက်သွားတဲ့အထိကျက်သွားတဲ့အထိကိုဒါကျမတို့ဒါကြော်ပေးမှဖြစ်ပါတယ်ရှင်မြို့သီးစိမ့်လေးကကျမတို့ဒါကြက်သွားတဲ့အထိကြော်ပေးမှာပါ။နောက်မဆိုကျမတို့ဘိုက်နာတာတို့ခံမသိရင်ဖြစ်တတ်ပါတယ်။ကဲမြို့သီးစိမ့်လေးလည်းကြက်သွားပြီဆိုရင်တော့ကျမတို့ငပီလေးနည်းငယ်ထည့်ပါမယ်ရှင်။ငပီလေးနည်းငယ်ထည့်ပြီးတော့ကျမတို့ဒါငပီလေးကိုကြေသွားတဲ့အထိဒါကျမတို့ဒါကြော်ပေးမှာဖြစ်ပါတယ်။ကဲငပီလေးလဲချက်သွားပြီဆိုတော့ကျမခန်းညင်သီးထုံးစံနိုင်ပေါ့နော်ကျမရဲ့ထုံးစံနိုင်လေးစိတ်ထိုးခန်းညင်သီးလေးကိုကျမထည့်ပြီးတော့မွေးပါမယ်ကျမတို့ဒါခန်းညင်သီးလေးနဲ့စီတက်နံလေးနဲ့မွေးသွားတဲ့အထိကျမတို့ဒါမွေးမယ်ပေါ့နော်ကျမတို့ခန်းညင်သီးအနှစ်နဲ့ပေါ့နော်အဆက်ချက်ကလေးကိုကြော်နံကလေးကိုဒါအဆက်ချက်ကိုခန်းညင်သီးအနှစ်လေးနဲ့ကြိုက်တာမလို့ပေါ့နော်တကယ်လို့ဒီနေရာမှာခန်းညင်သီးမကြိုက်ဘူးဆိုရင်လည်းကဲရတာအတွက်ချုံမုတ်ထည့်ပါမယ်။ကဲလို့ခန်းညင်သီးလေးကမကြိုက်ဘူးဆိုရင်လည်းကျမတို့ဒီစီတက်ထားတဲ့ပေါ့နော်။စက်သွန်ဖြူနောက်ဒီချမ်းပတ်စီတက်ထားတဲ့အနေထားဆိုရင်ရပါပြီ။ပြီးရင်တော့ကျမတို့ငါးကြော်လေးထည့်နိုင်ရင်ဒါရတယ်ပေါ့နော်။ဒါကတော့မိမိစိတ်ကြိုက်ပါနော်။ကဲပြီးရင်တော့ခန်းညင်သီးလေးကကျမနည်းနည်းနူးသွားအောင်ရေလေးနဲ့ငယ်ထည့်ပြီးတော့ကျမတို့ဒါတည်ပေးပါမယ်။ကဲဒါကတော့ကျွန်မအိုးရှာကန်လေးချက်ဖို့တော့ပေါ့နော်ငရုတ်သီးစိမ့်လေးကိုခွဲချမ်းလေးကျွန်မခွဲထားတယ်ပြီးရင်တော့ကျွန်မနည်းနည်းမင်းလေးနည်းနည်းလီးထားတယ်ပေါ့နော်ကဲအခုဆိုရင်တော့ကျွန်မဒါခန်းညင်သီးလေးရတာနည်းနည်းကြေသွားပြီပေါ့နော်အနှစ်ကလေးနဲ့ခန်းညင်သီးလေးကြေသွားတဲ့အနေထားလေးဖြစ်လာပါပြီကဲနည်းနည်းလေးလိတ်သွားအောင်ကျွန်မဆက်တဲအောင်မယ်ပေါ့နော်ကဲခန်းညင်သီးလေးလိတ်သွားပြီဆိုရင်တော့ခုနကကျမတို့ကြော်ထားတဲ့ငါးကြော်လေးထည့်ပါမယ်ရှင်ကဲပြီးရင်တော့ကျမတို့အသားရလေးဟိုဘက်ဒီဘက်မှွေပေးပါမယ်
ကျမတို့အနံလေးရတော့တကယ်မှွေတဲ့ချိန်မှာမွေးနေတာပါပဲရှင်ဟိုနာကျမလေးဟိုညိုဒီအချမ်းဘက်ပဲနဲ့ပေါ့နော်ကြက်သွန်ဖြူနဲ့ထားတော့ကကျမဂျင်းမုံလေးလည်းနိုင်ငယ်ထည့်ပါတယ်ဟိုနာမပြောလိုက်ရလို့ပါရှင်ကဲကျမတို့အဲ့နှစ်ကလေးနဲ့9ကြော်လေးနဲ့ပေါ့နော်လုံးပြီးရဲ့နောက်မှာကျမတို့9ကြော်ပိုးပြီးတော့ရတာလေးဝင်သွားအောင်ပေါ့နော်ကျမတို့ရေနွေးလေးနိုင်ငယ်ထည့်ပါတယ်ရှင်အများကြီးမထည့်ပါနဲ့နော်နည်းနည်းလောက်ထည့်ပါနည်းနည်းလောက်ထည့်ပြီးပြီဆိုရနဲ့ကျမတို့ပေါ့9ကြော်လေးနဲ့အိတ်သွားအောင်ထည့်ရခြင်းဖြစ်ပါတယ်ကဲပြီးရင်တော့ကျမတို့ဒီငုတ်သီးလေးနဲ့ငုတ်သီးစိမ်းခွဲချမ်းလေးလိထားလေးနဲ့ကျမတို့ဒါနန်းနန်းမင်းလေးထည့်ပြီးတော့ဒါကျမတို့မှွေလိုက်ရင်တော့ဒါခုနရေနွေးလေးရလည်းနည်းငယ်စီချံရေချံလေးပေါ့နော်အဲ့လိုဖြစ်သွားပြီဆိုရင်တော့ဒါကြက်ပါပြီရှင်ကဲထမင်းပူပူလေးနဲ့ကျမတို့ဒါ9ကြော်နဲ့အဆက်ချက်ကလေးပေါ့နော်ခန်းညင်ဒီအနှစ်ကလေးနဲ့ဒါနေဖက်စားမယ်ဆိုရင်ရမ်းစားကောင်းတဲ့ဟင်းလျာဖြစ်သွားပါပြီရှင်ဒါတော့ရေကတော့မိမိစိတ်ကြိုက်ပေါ့နော်နည်းနည်း6တာလေးကြိုက်ရင်တော့စီလေးနည်းနည်းပြန်သွားတယ်ဒီချက်ပါကဲရေဆက်ဆက်လေးနဲ့ရေအများကြီးကိုကစားခြင်းနဲ့ဆိုရင်တော့ရေနည်းနည်းလေးများတဲ့အနေထားမှာဒါအိုးချလို့ရပြီပေါ့နော်ကဲဒါဆိုရင်တော့ကျမရဲ့ဒါငမုတ်ပေါ့နော်ငမုတ်ကိုကျမဒါကြော်ချက်အဆက်နှစ်ကလေးပါရှင်အမျိုးတို့လည်းဒါချက်စားကြည့်ကြပါနော်ဒါရမ်းကိုစားကောင်းပါတယ်ရှင်ကျမတော့ကျမချက်တက်တဲ့နီးလေးလေးနဲ့ပဲဒါမျိုးတို့ဝေမျှပေးရခြင်းဖြစ်ပါတယ်ဒီနေရာမှာအမားလေးတွေပါသွားရင်လည်းဒါတိခန့်ပြီးတော့ကြည့်ပေးပါရှင်ကျမဘလို့ရရဲ့ရည်ရွယ်ချက်ကပေါ့နော်ကျမချက်စားချင်တာကြီးကျမချက်စားမယ်ပေါ့နော်ဒါအမျိုးတို့လည်းဒါကျမချက်တာလေးတွေပေါ့နော်ဒါတိတလောက်မှတ်တလောက်လေးတွေဒါဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်ဒါကျမရဲ့ဟင်းချက်ဘလော့လေးတွေကိုလည်းကြည့်ပြီးသွားရင်လည်း follow လေးတွေလုပ်ပေးကြပါအောင်ရှင်ကျေးဇူးတူတင်ပါတယ်နော်ခုဆိုရင်တော့အနံလေးကဒါကျမတို့နည်းနည်းတော်တော်မွေးလာပြီပေါ့နော်အနံလေးကကျမကတော့ဒီလိုမျိုးရေဆက်လက်ကြီးပေါ့နော်အဲ့လိုရေဆက်လက်ကြီးနေထားတိတ်မချဘဲနဲ့ကျမတို့ဒါစီလေးကိုနည်းနည်းလေးခြောက်သွားအောင်ဒါစားခြင်းလို့ပေါ့နော်စီလေးနည်းနည်းခြောက်သွားအောင်ထားလိုက်ပါတယ်ကဲကြည့်ရှုသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်